Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုထဲမှာပြပြပေးဆောင်မယ့်အကြောင်းအရာကတော့လန်ကားတဲ့ Asset Register လုပ်ငန်းသုံးပစ္စည်းစာရင်းတိစောက်ပုံပတ်တူကိုပြပြပေးဆောင်မှာဖြစ်ပါတယ်။အဲဆိုလန်ကားတဲ့ Asset Register ထဲမှာပါဝင်တဲ့ကျွန်တော်တို့ column တွေကတော့ပထမဆုံးဒီမှာ number အစစ်ပါမှာပေါ့နော်။အဲဆို number အစစ်အားကြတော့ကျွန်တော်တို့ကိုလုပ်ငန်းမှာလန်ကားတဲ့ asset ပစ္စည်းတွေအတွက်ဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ပါမယ်။ပြီးလို့ရှင်code barcode တို့ရှိနိုင်မယ်။ code တို့ barcode တို့ကတော့ကျွန်တော်တို့သူတို့ရဲ့ barcode လေးတွေကို print ထုတ်ပြီးတော့မှကိုယ့်ရဲ့လန်ကားတဲ့ asset ပစ္စည်းတွေကိုကတ်ထားမယ်။ကတ်ထားမယ်ဆိုလို့ရှင်ကျွန်တော်တို့နေရာအရွှေ့ပြောင်းနေသူတို့ရဲ့ဒီနေရာတွေကိုအလဲတကူလိုက်ပြီးတော့မှရှာပြီးတော့ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာအထောက်အကူဖြစ်တယ်ပေါ့နော်။ပြီးတော့သူရဲ့ account name လေးတွေပါမယ်။ပြီးရင်သူရဲ့ purchase date တွေပါမယ်ဒီလိုကျွန်တော်တို့disposal date purchase date ကတော့ကျွန်တော်တို့ဝယ်ခဲ့တဲ့ဘယ်တော့မှဝယ်ခဲ့တဲ့ဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့စစ်ဆေးလို့ရမယ်အဲဒီကနေစပြီးတော့ကျွန်တော်တို့တန်ဖိုး short ဈေးတွေကိုလည်းပဲအရိယာစပြီးတွက်တယ်ဆိုတာကိုသိနိုင်တယ်ပေါ့နော် disposal date ကတော့ကျွန်တော်တို့ရောင်းတာဖြတ်သိမ်းတာလဲတာကိုသိနိုင်တယ်အဲဆိုဒီ asset ပစ္စည်းဟာဒီ date ကနေစပြီးတော့ကိုလုပ်ငန်းမှာမရှိတော့ဘူးဆိုတဲ့အကြောင်းကိုလည်းဒီ disposal date ကိုကြည့်ပြီးတော့သိနိုင်ပါတယ်ပြီးရင်သူရဲ့ location လေးတွေထည့်ထားခြင်းအပြင်နံကားတဲ့ asset ပစ္စည်းတွေကိုစစ်ဆေးတဲ့အခါမှာအထောက်အကူဖြစ်ပါလိမ့်မယ်ပြီးတော့ဒီဘက်က deposition method ပေါ့နော်ကျွန်တော်တို့အရှုံးမြတ်တွေတွေ့တဲ့အခါကျလို့ရှိရင်ဒီနံကားတဲ့ asset ပစ္စည်းတွေကိုတန်ဖိုးလျှော့ပြီးတော့နံကား expand အနေနဲ့ expand အောင်မှာသွားထည့်ရပါတယ်အဲချိန်မှာ deposition ဘယ် method နဲ့တွေ့ထားလဲဆိုတာကျွန်တော်တို့သိနိုင်ပါတယ်straight line method နဲ့ကျွန်တော်တို့ဒီမှာတော့ reducing value method ကိုသုံးထားပါတယ်အဲဆိုရင်ကျွန်တော်တို့နံကားတဲ့ asset ပစ္စည်းတွေမှာdeposition method ရွေးချယ်တဲ့အခါကျလို့ရှိရင်တန်ဖိုးလျော့တာတွေကနေ့စဉ်နေ့တိုင်းတူညီနိုင်တယ်ဆိုရင် straight line method ကိုသုံးပြီးတော့မှပထမအစောဆုံးနေ့တွေမှာဆိုလို့ရှိရင်တန်ဖိုးကပိုလျော့ပြီးတော့မှနောက်နေ့တွေကျရင်နည်းနည်းပဲလျော့မယ်ပြင်ဆင်စရိတ်တွေတိုးလာနိုင်တဲ့ဥစားမျိုးဆိုလို့ကျွန်တော်တို့ reducing value method နဲ့သုံးတယ်ပေါ့နော်ပြီးတော့ဒီဘက်က deposition rate ပေါ့နော်သူရဲ့တနေ့ကိုကျွန်တော်တို့ဘယ်လောက်ရာခိုင်နှုန်း deposition အတွက်မလဲဆိုတဲ့ရာခိုင်နှုန်းထည့်ထားတာပေါ့နော်ပြီးလို့ကျွန်တော်တို့ကဒီဘက်ကနံကားတဲ့ asset cost ကိုမှကျွန်တော်တို့ဘယ်လမ်းပီတီရှိမဲ့ addition ဆိုတာကတော့ကျွန်တော်တို့ထပ်ပြီးတော့ဝယ်တဲ့အခါတွေမှာဒီ collar ကိုထည့်မယ်ပေါ့နော် disposal ကတော့ကိုရောင်းလိုက်တဲ့အချိန်မှာသူရဲ့ cost တန်မှုပြန်ထည့်တယ် balance တွေကတော့ကိုလုံငန်းမှာနံကားတဲ့ asset ရဲ့ cost တန်မှုလိုက်တည်ကျင်တဲ့အခါမှာအသုံးချတယ်ပေါ့နော်အဲဆိုဒီ balance ပီတီကိုတော့ကျွန်တော်တို့ရိုက်ထည့်ပါတယ်ဘယ်လမ်းဗီဒီယိုတော့ရိုက်တယ်မယ်ပြီးတော့အရင် addition ကလည်းပဲထပ်ဝယ်တဲ့အချိန်မှာရိုက်တယ်ပါမယ်ဒီ disposal ကိုလည်းပဲကျွန်တော်တို့ကရောင်းလိုက်တဲ့အချိန်မှာသူရဲ့ cost ကကိုလုံငန်းမှာမရှိတော့တဲ့အတွက်ကြောင့်မို့သူလည်းရိုက်တယ်ပြီးတော့ balance CD ပေါ်တဲ့အချိန်မှာသူ့ကိုနှုတ်ပေးရမှာပေါ့နော်အဲဆို balance CD ကိုကျွန်တော်တို့ပြန်တွက်မယ်ဆိုလို့ရှိရင်သူရဲ့ formula လေးကတော့မှာညီမျှခြင်းbalance ဥပန်းနီပေါ့နော်ဥပန်းနီ balance PD ပေါင်းမယ်ပြီးလို့ရှိရင် addition ထပ်ဝယ်ဥပဒေဘယ်လမ်းဗီဒီယိုတည်ထားပြီးတော့မှ addition ထပ်ဝယ်တာနဲ့ပေါင်းတယ်ပြီးရင်အနောက် disposal ရောင်းလိုက်တာဖြတ်သိမ်းတာကိုနှုတ်လိုက်တယ်ပေါ့နော်အဲဒီဟာမှာကျန်တဲ့ဥစ္စာက closing ပဲလာပေါ့နော်ဒါဆိုလို့ရင်ကျွန်တော်တို့ဥပမာအနေနဲ့ဒီ disposal ကိုလှုပ်လိုက်တယ်ပေါ့နော်သူ disposal လှုပ်လိုက်တဲ့အခါကျလို့ရှင်ဒီမှာက0အနေနဲ့ပဲကျန်နေရပေါ့နော်ရောင်းလိုက်တဲ့အတွက်ကြောင့်သူရဲ့ဘယ်လမ်းဗီဒီယိုလက်ကျန်မှာမရှိတော့ဘူးเนาะအဲ့လိုလေးပြသပါမယ်ဒီဥစ္စာအောက်ကိုကျွန်တော်တို့ကတွဲဆွဲချလိုက်မယ်ဆိုရင်အောက်မှာတွဲပြီးသားဖြစ်သွားပါလိမ့်မယ်အဲဆိုဒီအောင်ဆုံးက cost total ကတော့ဒါသူရဲ့ဘယ်လမ်းနံကားတဲ့ asset တွေရဲ့ဝယ်တုံးကကုန်ကြစည်ရဲ့ total ပေါ့နော်အဲဒါဒီကိုလုံငန်းမှာကျန်နေတဲ့ cost နဲ့တွက်တဲ့ဥစ္စာပေါ့နော်ဟုတ်ပြီအဲဆိုလို့ရှင်ဒါကတော့ကျွန်တော်တို့နံကားတဲ့ asset cost နဲ့ပတ်သက်ပြီးတော့မှ column ၄ခုထားပြီးတော့မှစာရင်းမှတ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဒီဘက်က accumulated depreciation ပေါ့နော်သူကတော့တန်ဖိုး short တယ်တန်ဖိုး short ထားတဲ့ဥစ္စာတွေကိုအရင်က short ထားတဲ့ဥစ္စာကိုတော့ဒီမှာ balance PD အနေနဲ့ပြတယ်တို့ဒီ addition column ကကြတော့ accumulated depreciation ရဲ့ additional column ကကြတော့နောက်ထပ်တစ်နှစ်စာ depreciation တွက်တဲ့ဥစ္စာလေးတွေထည့်တယ်ပေါ့နော်တစ်နှစ်စာ depreciation ကိုကျွန်တော်တို့က straight line method နဲ့တွက်တာရှိတယ် reducing value method နဲ့တွက်တာရှိတယ်အဲဒါတော့ကျွန်တော်တို့ method တွေမတူတဲ့အတွက်ကြောင့်မို့သူကို if function လေးနဲ့တွက်မှာပေါ့နော်အဲဆို if function နဲ့ကြည့်ရအောင်ညီမျှခြင်းရ IFA ပြီးရင်လက်သက်ဝင်စား
သူရဲ့ logical tag ကိုကြတော့ကျွန်တော်တို့ကဒီ10ခွက်ကပေါ့နော်အဲ10ခွက်ကိုနေလိုက်မယ်ပြီးလို့ချင်းအဲ10ခွက်ကညီများချင်းညီသလား double ကုတ်က straight line နဲ့ညီသလားပေါ့နော်ဟုတ်ပြီ straight line နဲ့ညီတယ်ဆိုလို့ညီသလားလို့ပြောမှာဆုံးစမ်းစစ်လိုက်တယ်စမ်းစစ်ပြီးတော့မှညီတယ်ဆိုလို့ချင်းကျွန်တော်တို့ကvalue a2 နေရာမှာသူရဲ့ cos ကိုပေါ့နော်ဒီကသူရဲ့ cos ကိုအများဘာနဲ့မြောက်မလဲဆိုလို့ရှိရင်ဒီဟာရာခိုင်နှုန်းလေးနဲ့မြောက်ပြီပေါ့နော် straight line method ကကြတော့သူရဲ့ပုံသင်နေရာ cos တွေက cos ကိုပဲ deposition pattern နဲ့မြောက်တာပေါ့နော်အဲ့လို straight line လို့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင် cos ကိုပဲရာခိုင်နှုန်းနဲ့မြောက်လိုက်တယ်ဟုတ်ပြီ reducing balance method ကကြတော့ကျွန်တော်တို့ value a4 နေရာမှာသူက straight line မဟုတ်ဘူးဆိုရင် reducing balance method နဲ့တွက်မယ်ပေါ့နော်အဲ့ဒီသဘောမျိုးဖြစ်ပြီးတော့မှအဲ့ဒီ value a4 မှာ reducing balance method နဲ့တွက်မယ်reducing balance method ကကြတော့လက်သေးဝင်စားသူရဲ့ cost တွေကနေပြီးတော့မှနောက်ဘာလို့ရတာတော့ဆိုလို့ရှိရင်အရင်က shortcut ပြီးတော့ deposition စုစုပေါင်းဖြစ်တဲ့ accumulator deposition open ကိုနှုတ်လာနှုတ်ပြီးပြီဆိုတော့မှနှုတ်လို့ကြတဲ့အပြင်မှာကျွန်တော်တို့ကအများဘာနဲ့မြောက်မှာတော့ဆိုရင်သူရဲ့ deposition နဲ့မြောက်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒါကတော့ formula ရနေတာဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်ပိုင်းက10ခွက်ကိုပဲသုံးလိုက်တာပေါ့နော်အောက်ကြလို့ရှိရင်တော့သူရဲ့ထွက်ဆွဲချလိုက်လို့ရှိရင် auto သူမတ်တန်းနဲ့သူတွက်သွားမှာပေါ့နော်ပြီးတော့မှလက်သေးဝင်ပေးလိုက်ပါပြီးရင်အနာကောင်းလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ straight line method ဒီနေရာမှာရေးထားတယ်ဆိုလို့ရှိရင် straight line method ပုံသဏ္ဍာန်နဲ့တွက်သွားမယ်ကြံတဲ့ဥစ္စာကိုတော့ reducing balance method ကသူရဲ့ခုနကပြောသလို cos လက်ကြံနေရနေပြီးတော့မှ accumulator deposition open ကိုနှုတ်ပြီးတော့မှပဲရာခိုင်နှုန်းနဲ့ auto မြောက်သွားမယ်ပေါ့နော်ပြီးရင်အောက်ကိုတွက်ဆွဲချပေးလိုက်ပါအပြည့်ကျတော့ဒီမှာကြတော့ closing လက်ကြံမရှိတော့ဘူးဆိုရင်လည်းသူက additional deposition မှာမတွက်တော့ဘူးသူကသူ0ပဲပြန်ဖြစ်သွားမှာပေါ့နော်ဒီပုံသင်နည်းလေးနဲ့ရထားခဲ့မယ်ဆိုရင်အဲ့ဒါဒီ balance မှာဖြစ်နေတာကြတော့ကျွန်တော်တို့ disposal ဆိုတာရောင်းလိုက်တာပေါ့နော်ရောင်းတာပြသိနေတာလဲတဲ့အဲ့ကြလို့ချင်း disposal ဖြစ်သွားတယ်ဆိုလို့ချင်းကျွန်တော်တို့က positive မရှိတော့တဲ့အတွက်ကြောင့်ဒီနေ့မှာ deposition လည်းဆက်မတွက်ရတော့ဘူးပေါ့နော်ဒါကြောင့်မို့ဒီ inversion နဲ့အခုလိုမျိုးလေးရိုက်ထားလိုက်တဲ့ဆိုလို့ချင်းလည်း closing မရှိတော့ရင်လည်း deposition အထက်မတိုးတော့ဘူးပေါ့နော်ဟုတ်ပြီ disposal ကကြတော့ဒီ disposal ကသူရဲ့ disposal ကဏ္ဍ accumulator deposition ကဏ္ဍကသူရဲ့ open ကိုပဲဒီမှာပြန်ရိုက်ပါတယ်ဒီ disposal cost ကလည်းပဲ open သူရဲ့ core open ကိုပဲပြန်ရိုက်ရတာပေါ့နော်ဟုတ်ပြီအဲဆိုရင်ဒီမှာသူရဲ့ deposition closing ကိုလည်းပဲဒါတို့ကပုံသင်နည်းလေးထားလိုက်ပါမယ်အဲဆိုဒီမှာကျတော့သူရဲ့ညီမချင်းopen ကိုဒီပြီးလို့ရှင်အပေါင်းဒီဟာ additional နောက်ထပ်ပြီးတော့မှဒီတစ်နှစ်စာအတွက်တဲ့ deposition ကိုပေါင်းပြည်ရနော disposal ကိုနှုတ်လိုက်ပါเนาะပြည်ရနာကအဲဆိုလို့ရှင်ကျွန်တော်တို့ဒီတစ်နှစ်စာ deposition နဲ့အရင်နှစ်ကတွက်ခဲ့တဲ့ open deposition တွေနဲ့ balance pt တွေနဲ့ဒီဘက်မှာပေါင်းရဖြစ်သွားပြီပေါ့နော်။အပြည့်ဆိုလို့ကျွန်တော်တို့ဒါ accumulator deposition column ၄ခုပေါ့နော်။ဒါရပါမယ်။ပြီးတော့ဒီဘက်က net book value လိုချင်တဲ့အခါကျလို့ရှင်တော့သူရဲ့ closing cost တွေကနေပြီးတော့မှ accumulator deposition closing ကိုနှုတ်လိုက်လို့ရှင် net book value ဖြစ်သွားပါမယ်။အဲဒီဒီမှာnet book value ဆိုတာတော့အသရင်အစင်းရှိတာပေါ့နော်။ဒီ column ကိုထည့်ထားခြင်းအပြင်ကျွန်တော်တို့ကState financial position ဗဏ္ဍာရေးဆိုင်ရာရှင်းတန်းနေဆွဲတဲ့အခါကျလို့ရှိရင်ကိုယ်လုပ်ငန်းကြီး asset ပိုင်ဆိုင်မှုတွေကိုဒီဟာတိုတယ်ကိုပဲယူပြလိုက်လို့ရတယ်ပေါ့နော်အသေးစိတ်ဆိုရင်တော့ဒီဟာနံကားတဲ့ asset register ရှိမှလာကြည့်လို့ရမယ်အဲဆိုညီမချင်းသူတော့နံကားတဲ့ asset cost closing တွေကနေနောက်accumulator deposition closing ကိုနှုတ်လာပြီးရနာကောင်းလာဒါဆိုလို့ချင်း net book value ရောင်းလိုက်တဲ့ set ပစ္စည်းရဲ့ net book value ကတော့မရှိတော့ဘူးပေါ့နော်အဲလိုလေးထွက်လာပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဘက်က column disposal value ထည့်ထားတယ် disposal value ထည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီနေရာကရောင်းလို့ရတဲ့ဒီစက်ပစ္စည်းတစ်ခုကိုကျွန်တော်တို့အခုဒါဆိုလို့ရှိရင်စက်ပစ္စည်းနံကားတဲ့စက်ဝယ်တုံးက100တန်းတနည်းနဲ့3အဲ့လိုသုံးပြီးတဲ့အခါကျလို့ရှိရင်လောလောဆယ်ပေါက်စင်းနဲ့သူ့ကိုရောင်းလိုက်တယ်အဲ့လိုလောလောဆယ်ပေါက်စင်းရောင်းလို့ရတဲ့ဥစ္စာကို disposal value လို့ခေါ်မယ်အဲ့လိုပိုင်ရှင်ထုတ်သုံးသွားတယ်ဆိုလို့ရှိရင်လည်းသူကြီးဖြတ်တဲ့တန်ဖိုးကို disposal value လို့ခေါ်မယ်နော်အဲ့ဒါလေးဒါကတော့ရိုက်ထည့်ရပါတယ်ဟ
ဟုတ်ပြီအဲ့ဆိုဒီ profit or loss on disposal column ထည့်ထားခြင်းကကျွန်တော်တို့ကကိုယ်လုပ်ငန်းမှာမသုံးတော့တဲ့ asset ပစ္စည်းတွေကိုရောင်းလိုက်တဲ့ခါကျလို့ရှိရင်အဲ့လိုရောင်းလိုက်တော့သူ့ရဲ့ cost သူ့ရဲ့ cost တွေကနေပြီးတော့မှသူ short cut ပြီးတော့ depreciation စုစုပေါင်းနဲ့ရောင်းလို့ရတဲ့ပိုက်ဆံပေါ့နော်အဲ့ဒါကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်အရှုံးမြတ်ထွက်လာမယ်ပေါ့နော်အဲ့ရလာတဲ့အရှုံးမြတ်ကိုကျွန်တော်တို့လုပ်ငန်းတစ်ခုလုံးသားရဲ့အရှုံးမြတ်ထွက်တဲ့ statement profit or loss ပေါ့နော်အဲ့ဒီကိုသွားပြီးတော့မှထည့်ပေးရပါတယ်အဲ့နေရာကိုကြတော့သူကဘယ်နေရာဒီမှာထည့်ရအောင်ဆိုရင် other income တို့ expense တို့ပေါ့နော်အဲ့ကြတော့ဘယ်လိုပေါ်လာတဲ့ဥစ္စာကိုကျွန်တော်တို့ကအင်္ဂါအောင်မှာသွားမလဲ expense အောင်မှာသွားမလဲဆိုတာလေးကိုခွဲကြည့်အောင်ပေါ့နော်အဲ့ဆိုပထမဆုံးအနေနဲ့ကျွန်တော်တို့ကအရှုံးမြတ်တွက်မယ်အဲ့ဆိုရောင်းလိုက်တဲ့စက်ပစ္စည်းရဲ့အရှုံးမြတ်တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းလိုက်တဲ့စက်ပစ္စည်းရဲ့ဒီ disposal cost ကိုဒီပြီးလို့ရှိရင်အနောက်နော်အနောက်သူရောင်းလိုက်တဲ့စက်ပစ္စည်းရဲ့ accumulated depreciation short cut ပြီးတော့ဒီပဲစုစုပေါင်းကိုနောက်ပြီးလို့ရှိရင်အနောက်ရောင်းလို့ရတဲ့ပိုက်ဆံကိုနောက်အဲ့နောက်ကိုနောက်ပြီးတော့အနောက်ခေါက်လိုက်ဒါဆိုလို့ရှိရင်သူကရောင်းလို့ရတဲ့ပိုက်ဆံနဲ့ဒီ short cut ပြီးတော့ဒီပဲစုစုပေါင်းအဲ့နောက်ကများတယ်ဆို minus နဲ့ထွက်မယ်အဲ့နောက်ကများတယ်ဆိုလို့ရှိရင်တို့ minus နဲ့ထွက်မယ်ဒီရှေ့က cost ကများတယ်ဆိုလို့ရှိရင်သူက plus နဲ့ထွက်မယ်ပေါ့နော်အဲ့ကြတော့ minus နဲ့ထွက်တဲ့ဥစ္စာကိုကြတော့ကျွန်တော်တို့က other income ကိုသွားလို့ရတယ် plus နဲ့ထွက်တဲ့ဥစ္စာကိုကြ expense ကိုသွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကဒီအောက်ဆုံးကဒီနှစ်ခုကိုဒီမှာစမ်းနဲ့ရှင်းတာပေါ့နော်အဲ့လိုစမ်းနဲ့ရှင်းထားတဲ့အတွက်ကြောင့်မို့ minus ကများတယ်ဆိုလို့ရှိရင်ဒီအောက်မှာ minus ထွက်မယ် plus ကများရင်ဒီအောက်မှာ plus ထွက်မယ်အဲ့ကြတော့ plus ကများတယ်ဆိုလို့ရှိရင်တော့သူက expense ပေါ့နော် minus ကများတယ်ဆိုလို့ရှိရင်တော့ other income ကိုသွားလိုက်အဲ့ကြတော့ disposal လောက်တာဒီတစ်နှစ်အတွင်းမှာပဲနားကားတဲ့ကိုလုပ်ငန်းဆုံးပစ္စည်းတစ်ခုမကဘူးနှစ်ခုသုံးခုလောက်တယ်ဆိုလို့ရှိရင်ဒီ total ကိုပဲ expense တို့မဟုတ် other income ကိုသွားလို့ရတယ် plus နဲ့ထွက်တယ်ဆိုလို့ရှိရင် expense ကိုသွားလိုက်ပါ minus နဲ့ဒီ total လုံးပေါင်းက minus နဲ့ထွက်တယ်ဆိုရင်တော့ other income ကိုသွားလိုက်ပေါ့နော်အဲ့ဒီလိုကိုသွားလို့ရအောင်ကျွန်တော်ဒီ profit or loss on disposal ဆိုတဲ့ column လေးထည့်ထားပါတယ်ပြီးတော့ depreciation per month ဆိုတဲ့ column လေးကကျတော့ဒီတစ်နှစ်စာမှာဘာလို့ depreciation တစ်လချင်းစီစာလိုချင်တယ်တစ်လချင်းစီစာတွက်ချင်တယ်သူတွေအတွက်ကျွန်တော်တို့ဒီဘက်ကတစ်နှစ်စာ depreciation ကိုစနစ်နဲ့စာပြီးတော့မှအပြေထုတ်တာပေါ့နော်အဲ့ဒါလေးကလည်းပဲတစ်လချင်းစီစာ profit or loss တွက်တဲ့အချိန်မှာအသုံးဝင်ပါတယ်အဲ့ဆိုဒီမှာညီမချင်းဒါကတစ်နှစ်စာ depreciation ပေါ့နော်သူက0အဲ့0ကကျတော့ဒီ short cut ပြီးစားတစ်ပဲsorryရောင်းလိုက်တဲ့စက်ပစ္စည်းဖြစ်နေတဲ့အတွက်တောင်သူကမရှိတာပေါ့နော်အဲဟိုမှာအစားစနစ်နဲ့စားလိုက်ပါပြေယနာကဟုတ်ပြီနော်အဲ့ဒါဟိုမှာကျွန်တော်တို့ကအောက်ကိုတွဲဆွဲချလိုက်တဲ့အခါကျလို့ချင်းတစ်နှစ်စာ depreciation ကနေပြီးတော့ဒါတစ်လစာလေးဖြစ်သွားမှာပေါ့နော်အဲ့ဒါတစ်လစာရှုံးမြတ်တွက်တဲ့အခါမျိုးတွေမှာဆိုလို့ချင်းသုံးလို့ရတယ်ပေါ့နော်ဒီဘက်ဟုတ်ပြီအဲဆိုရင်ဒီမှာထည့်ထားတဲ့ column လေးတွေကသူနေရာနဲ့သူကျွန်တော်တို့အသုံးဝင်ပါလိမ့်မယ်အဲဆိုဒီ net value က total ကကြတော့ကျွန်တော်တို့စမ်းနဲ့ပေါင်းပြီးတော့မှstatement of financial position ကိုသွားတယ်ဒီ profit or loss on disposal ကလည်းကြတော့အရှုံးမြတ်တွက်တဲ့စီကိုသွားတယ်ဒီ additional ဆိုတဲ့ depreciation စုစုပေါင်းကလည်း profit or loss ကိုသွားတယ်သူကတော့တစ်နှစ်လုံးစာပေါ့နော်ဒီဘက်က depreciation ပါမှန်ကတော့တစ်လချင်းစီစာလိုအပ်တဲ့အချိန်မှာသုံးလို့ရတယ်ပေါ့နော်တစ်လချင်းစီစာအရှုံးမြတ်တွက်ရင်ဒီဘက်ကိုယူလိုက်ပေါ့နော်ဒီဘက်ကတူတယ်ပေါ့နော်ဟုတ်ပြီအဲဆိုလို့ကျွန်တော်တို့disposal လောက်လိုက်တဲ့ဥစ္စာတွေကဒီမှာ balance CD တွေမှာ0တွေဖြစ်နေပဲအဲ့ဒါတွေကိုနောက်နှစ်အတွက်ကိုတည်တဲ့ခါကျရင်သူတို့မတည်တော့ဘူးပေါ့နော် balance CD မှာ0ဖြစ်တာလေးတွေမတည်တော့ဘဲနဲ့ကျန်တဲ့ balance CD မှာကိန်းဂဏန်းရှိတာလေးတွေကိုပဲနောက်နှစ်တည်တဲ့ခါမျိုးတွေမှာအလိုပြန်ပြီးတော့တည်သွားမယ်အဲ့ဒါမှသာဒီဘက်ကနားကားတဲ့ဆက်အရေးအတွက်ကမှန်မှာပေါ့နော်disposal လုပ်ပြီးသားတွေဆိုရင်နောက်နေ့တွေတည်တဲ့ခါကျရင်ခြံထားခဲ့ရမှာပေါ့နော်။ဟောပြဆိုကျွန်တော်တို့ကိုပြောပြပေးခဲ့တာကတော့နန်းကားတဲ့ဆက် register လုံအားဆုံးပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှစရင်သွင်းတဲ့စရင်လောက်ထားတဲ့ရှိပေါ့နော်အဲ့ဒါလေးဒီစောက်ပုံကိုပြပြပေးခဲ့တာဖြစ်ပါတယ်။